လေဘင်းနဲ့နေတစ်ဝိုက်မှာမှဲ့ရှိတဲ့သူတွေအကြောင်းလေဘင်းနဲ့နေတစ်ဝိုက်မှာမှဲ့ရှိတဲ့သူတွေဟာသူတစ်ပါးတွေထက်ထူးခြားထင်ပေါ်တဲ့ပါရမီတစ်ခုခုရှိသူတွေဖြစ်ကြပါတယ်။အဲဒီမှဲ့ပိုင်းရှင်တွေဟာအမျိုးသမီးဖြစ်စေအမျိုးသားဖြစ်စေအများအားဖြင့်မျက်နှာမြင်ချစ်ခင်အတန်ကြားသနာဆိုတဲ့ဆူတောင်းနဲ့ပြည့်တဲ့သူတွေပါပဲ။သူတို့ရဲ့ရုပ်ရည်ဟာလည်းချစ်စရာဟန်ပန်မှုရှာတစ်ခုခုရှိနေပြီးဆွဲဆောင်မှုရှိတဲ့အလှပိုင်ရှင်တွေဖြစ်ကြပါတယ်။သူတို့ဟာအလှပဆိုင်ရာပစ္စည်းတွေအကျိုးပေးတတ်ပြီးအနုပညာအလုံးနဲ့အကျိုးပေးတဲ့သူများဖြစ်ပါတယ်။မျက်နှာပွင့်လန်းကလူတိုင်းရဲ့ကြားရှေ့ပန်းစားပြီးတော့လူတွေရဲ့ချစ်ခင်အားကြမှုကိုခံရတဲ့သူတွေလည်းဖြစ်တတ်ပါတယ်။အဲ့ဒီသူတွေဟာဘဝမှာမိစားကတစ်ဖက်ရေမုတ်တစ်ဖက်နဲ့ကုခတ်နေရတဲ့သူမျိုးတွေလည်းဖြစ်ပါလိမ့်မယ်။ဘဝမှာချမ်းချမ်းသာသာပြည့်ပြည့်စုံစုံနဲ့မိဘတွေကမွေးဖွားလာသူတွေဖြစ်တတ်ကြသလိုဘဝကိုမိမိကိုယ်တိုင်လည်းကြီးပွားချမ်းသာမှုရရှိတတ်ပါတယ်။ဘဝမှာစီစဉ်ဥစ္စာရှာဖွေရအလွဲကူသူတွေဖြစ်တတ်ကြတယ်။စင်ရည်သူတွေဖြစ်ခဲ့ရင်တော့နိုင်ကြတဲ့ဘဝကိုကြာကြာမနေရပဲတစ်ချိန်ချိန်မှာအောင်မြင်မှုရရှိပါလိမ့်မယ်။အဲ့ဒီမဲ့ပါရှင်မင်းကလေးတွေအနေနဲ့ကများသောအားဖြင့်အရာရှိရာခံကြောမင်းကြောဆရာကြောဖြစ်ရတတ်ပါတယ်။အဲ့လိုမဟုတ်ခဲ့ရင်တော့ကိုယ်တိုင်ကအရာရှိဒါမှ